ဟေးလိုအိုကြီးလန်းလက်ကောင်မှာဘာလဲလာလို့နေရလဲတယောက်ဒီအမိုက်ကိုဒီကနေဖယ်ထုတ်လိုက်စမ်းအာနိုးကိုအကိုအဖီကိုအုတ်ကြီးသားကကားနဲ့တိုက်သွားလို့ဆေးရုံတင်ထားရပြီဗျအဖီအဆင်ပြေရလားကျွန်တော်အဖေနေကောင်းသွားမှမလားဟင်ချက်ချင်းခွဲစိတ်ဖွေလို့အပ်ပါတယ်အမြန်ဆုံး50သိန်းအရင်လာတွေးပေးပါခေါင်းပါပြီဆရာပြင်ဆင်ထားပေးပါကျွန်တော်50သိန်းယူပြီးပြန်လာဟဲ့ပါမယ်ဦးလေးကျွန်တော်ကို50သိန်းလောက်ပေးပါဦးအဖေ accident ဖူလို့ပါငါမှမရှိဘူးဟေ့တောင်းစားတဲ့ကောင်ရဲ့တွားဒီကနေလစ်လိုက်တော့အတုံးမကြတဲ့ကောင်နပန်းပြိုင်ပွဲရှီးရကိုအနိုင်ယူနိုင်ရသူဟာစူကျင်းငွေတကရင်ရရှိမှာဖြစ်ပါငါအနိုင်ယူပြမယ်ဒီနေ့ရအကြီးကျယ်ဆုံးနပန်းပွဲစဉ်တစ်ဖက်မှာရှီးရနောက်တစ်ဖက်မှာတော့အာနိုးတငယ်ချင်းလူရေကျွန်တော်အဖေရဲ့ခွဲစိတ်မှုအတွက်ဒီကွဲကိုကျွန်တော်နိုင်မှထင်မယ်ကျေးဇူးပြုပြီးဗီဒီယိုကို like နဲ့ share လုပ်ပြီးကျွန်တော်ကိုခွန်အားတွေပေးကြပါအောင်ဆရာဝန်ကြီးဒီမှာ50သိန်းအပြည့်ပါကျွန်တော်အဖေကိုကဲပေးပါခေါင်းပြီးအာနိုးငါတို့ခွဲစိတ်မှုစတင်လိုက်မယ်ကျွန်တော်ကိုခွင့်လွတ်ပါအာနိုးအကိုရနောက်တစ်ခါဆိုရင်တော့ငါခွင့်လွတ်မှာမဟုတ်ဘူး